Hello everyone ခုစိန်တို့ကျောင်းအားကစားပွဲမှာဘာသာလောက်ခက်လဲဆိုတာကိုပြောပြချင်ပါတယ်။အားကစားပွဲမှာခုစိန်တို့ကအပြိုင်အသင်းမှာကြားပါတယ်။အသင်းကတော့3အသင်းရှိပါတယ်။အဝါရောင်အသင်းအပြိုင်အသင်းပန်းရောင်အသင်းတို့ပဲဖြစ်ပါတယ်။ခုစိန်တို့အပြိုင်အသင်းဖြစ်ပေမဲ့ဘာဖြစ်လို့အင်ဂျီအပြိုင်ဝတ်မလာတာလဲဆိုတော့အင်ဂျီကမှထားတာဆီယာစီမှာရှိနေတဲ့အတွက်ကြောင့်မရသေးလို့ပါ။ဒါကြောင့်မို့3ယောက်သားအင်ဂျီအဖြူနဲ့နှစ်ပါးသွားခဲ့ရပါတယ်။အခုဆိုရင်ဘောလုံးပွဲကိုအားပေးဖို့အစင်တဲ့ ready ဖြစ်ဖို့အတွက်ထိုင်ပြီးတော့စောင့်နေကြတာပဲဖြစ်ပါတယ်။တငယ်ချင်းတွေကလည်းအများကြီးဖြစ်တဲ့အတွက်ရီလိုက်မော်လိုက်စကားပြောကြနဲ့တပ်ပုံရိုက်ချရင်းနဲ့ထိုင်ဆောင်နေခဲ့ကြပါတယ်။ဒါနဲ့ပဲဒီမှာဆောင်းရတာပြင်းလို့ဘောလီဘောဝိုင်းကိုတွားပြီးတော့အားပေးခဲ့ပါတယ်။မုတ်လေးထိုင်စားရင်းနဲ့အားပေးဖြစ်ခဲ့ပါတယ်။မဆိုအပြာရောင်အတင်းနဲ့အဝါရောင်အတင်း fight နေကြတာပဲဖြစ်ပါတယ်။ဒါကိုဂူးစိန်တို့ကအားရပါရအားပေးပြီးတော့မုတ်စားရင်းနဲ့အားပေးဖြစ်ခဲ့ပါတယ်။ဒါနဲ့ပဲမုတ်ကကိုမုတ်မဟုတ်ပါဘူးရှင်ညီမလေးဝဲကျွေးထားတဲ့မုတ်ပေါ်တော့ရော့တလုံးလောက်စားကြပါအောင်ရှင်အနေပဲညီမလေးကိုခွန်ကျွေးခဲ့ပါတယ်အပြန်အလှန်တယောက်တလက်ကိုစီခွန်ကျွေးနေနေမှာတငယ်ချင်းအတစ်တယောက်နောက်ထပ်ရောက်လာပါတယ်အနောက်ကညီမလေးကတော့မုတ်နဲ့ပါးစားနဲ့လုံးဝကိုမပြတ်ပါဘူးအဖြစ်လို့လဲဆိုတော့စားနေရရင်ကိုလုံးဝကိုပြုံးပြောနေတဲ့ဘဝတူတွေမလို့ပါမမရေလောက်ပါအောင်တလုံးလောက်စားပါအောင်ဆိုတော့မမစားပါဘူးတဲ့ပဲများရင်ရပါပြီဆိုပြီးတော့တုတ်လေးကိုအဲ့လိုထိုးပြီးတော့သူကမစားတော့ပါဘူးလို့ပြောပြလိုက်ပါတယ်မုတ်မစားရင်အချိုရီတောက်ဆိုတော့လည်းအချိုရီမတောက်ပါဘူးမမမြောက်လုံးကတော့အစာမပြတ်ဘဲနဲ့အပေးနေပါတယ်။ဒါနဲ့ပဲဟိုဘက်ကွင်းမှာဘောလုံးကန်ပြိုင်နေကြပြီဆိုတော့ဂူးစိန်တို့တတိုက်အဲဒီကွင်းဘက်ကိုလမ်းလျှောက်သွားခဲ့ပါတယ်။တငယ်ချင်း3ယောက်လမ်းလျှောက်သွားနေရင်လည်းမှစကားတပြောနဲ့ဆိုတော့အာယုံကများသွားပြီဆိုတော့ဂူးစိန်တယောက်မျက်စိလည်းလမ်းမခဲ့ပါတယ်။ဒါနဲ့ပဲဂူးစိန်တယောက်ငခုပြုံးပြီးတော့ရှက်ပြုံးဖြစ်နေပါတယ်။လမ်းလျှောက်ရတော့ကောက်မလျှောက်ဘဲနဲ့ဂူးစိန်တယောက်ပဲများနေရင်လည်းမှလမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ဂူးစိန်တို့ဘောလုံးပြိုင်ပွဲသွားကြည့်ပြီးတော့မှအိမ်ပြန်ဖြစ်ခဲ့ပါတယ် vlog လေးကဒီလောက်ပါပဲဂူးစိန်ရဲ့ vlog ကိုကြည့်ရှုပေးကြတဲ့သူကြားချီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်